မင်္ဂလာပါရှင်လင်းပီလောင်းမှကြိုဆိုပါရစေအခုလိုပူပြင်း6သွေးလှတဲ့နွေရာသီမှာရင်ကိုအေးမြစေပြီးမြမနှစ်ကူအတာတကြံကာလအတွင်းမှာဇဒုရီတာအဖြစ်လှူဒန်းကျွေးမွေးလေးရှိတဲ့မြမရိုးရာအချို့ပွဲတစ်ခုဖြစ်တဲ့ရွှင်အေးကိုဒီကနေ့လှုပ်ရှားကြမှာဖြစ်ပါတယ်ရှင်တာကူကြိုဖို့အတွက်ရေကိုစူအောင်တည်ထားပေးပါမယ်ရေစူလာပြီဆိုရင်ရေစိမ်ထားတဲ့တာကူတွေကိုထည့်ပါမယ်တာကူတွေကိုမျက်စိပြောင်းလောက်တဲ့အထိကိုကြိုပေးပါမယ်တာကူတွေမျက်စိပြောင်းလောက်ပြီးဆိုရင်ဆယ်ထုတ်ပြီးရေအေးနဲ့ဆေးထားပေးပါမယ်တညရေစိမ်ထားတဲ့ကောင်းချင်းဆန်ကိုထမင်းပေါင်းအုပ်နဲ့ပဲချက်မှာဖြစ်ပါတယ်ရေကိုကောင်းချင်းဆန်မြုပ်ရုံလောက်တာထည့်မှာဖြစ်ပါတယ်တကြားကိုကြိုထားပေးပါမယ်တကြားတွေပျော်လာတဲ့အထိကိုမီးအေးအေးနဲ့ကြိုထားပေးပါမယ်တကြားတွေအားလုံးပျော်ဝင်သွားပြီဆိုရင်ပကံတူးထဲကိုပြောင်းထည့်ပြီးအေးခံထားပေးပါမယ်အုံနုကြောက်ချော်လုပ်ဖို့အတွက်ကြောက်ချော်မှုန့်တွေရေထဲမှာအရင်ပျော်ဝင်သွားအောင်လုပ်ပြီးမှမီးဖိုပေါ်မှာတင်ပေးပါမယ်ကြောက်ချော်မှုန့်နဲ့ရေတွေစူလာပြီးဆိုရင်တကြားကိုထည့်ပါမယ်တကြားရဲ့အချိုပမာဏကိုတော့ကိုယ်စိတ်ကြိုက်ထည့်ပါရှင်တကြားတွေပျော်ဝင်လာတဲ့အထိကိုတည်ထားပေးပါမယ်တကြားတွေပျော်ဝင်သွားပြီဆိုရင်နောက်ဆုံးမှာအုံနှုတ်ရေကိုထည့်ပါမယ်အုံနှုတ်ရဲ့အရသာပေါ်လွင်စေအောင်အတွက်စားအနှဲငယ်ကိုထည့်ပါမယ်အုံနှုတ်ရည်တွေစူလာပြီးဆိုရင်အေးခံမဲ့ပကံထဲကိုပြောင်းထည့်ပေးပါမယ်မုံလက်ဆောင်ဖက်အစိမ်းလုပ်ဖို့အတွက်စုံမွေးရွက်တွေကိုကြိတ်ပါမယ်စုံမွေးရွက်တွေကိုအနေတော်အနေထားနဲ့လှီးဖြတ်ထားပြီးရေ650မီလီလီတာထည့်ပြီးစုံမွေးရွက်တွေကြည်လာတဲ့အထိကြိတ်ထားပေးပါမယ်မုံလက်ဆောင်အစိမ်းအတွက်စံမုံ250မီလီလီတာရှိတဲ့ခွက်တစ်ခွက်ကိုအသုံးပြုပါမယ်ပလောပီနံမုံထမင်းစားစွန်းနဲ့လေးစွန်းအသုံးပြုပါမယ်စံမုံနဲ့ပလောပီနံမှုန့်တွေမှာအဆိုင်ခဲတွေမရှိစေဖို့အတွက်ဇကာတိုက်ချပေးပါမယ်ဇကာတိုက်ချထားတဲ့စံမှုန့်နဲ့ပလောပီနံမှုန့်တွေကိုခဏကကြိတ်ထားတဲ့စုံမွေးရွက်ရည်ကိုထည့်ပြီးတဖြည်းဖြည်းချင်းစီပျော်ဝင်လာတဲ့အထိဝှေတံနဲ့မှွေပေးပါမယ်စံမုန့်နဲ့ပလောပီနံမှုန့်တွေစုံမွေးရွက်ရည်ထဲမှာပျော်ဝင်လာပြီးဆိုရင်ကြိုပါမယ်ကျိုမတ်အိုးထဲကိုခဏကအနှစ်ဆက်ထားတဲ့မုန့်နှစ်ရည်ကိုထည့်ပါမယ်မုန့်နှစ်ရည်ကိုမီးအေးအေးနဲ့အဆက်မပြတ်မှွေပေးနေပါမယ်မုံနှစ်ကိုမှွေနေရင်းနဲ့မုံနှစ်ကလည်းပြစ်လာပြီးအယောင်ကလည်းကြီးလာပြီးဆိုရင်မုံလက်ဆောင်ဖတ်လုပ်ဖို့အတွက်အဆင်သင့်ဖြစ်ပါပြီမုံလက်ဆောင်ဖတ်လုပ်ဖို့အတွက်ရေခဲရည်ကိုပြင်ဆင်ထားပေးပါမယ်မုတ်သားတွေကိုစကားပေါ်မှာတင်ပြီးဇွန်းနဲ့အပေါ်ကနေအသာလေးဖိချပေးပါမယ်မုတ်သားရဲ့မပြစ်မကျဲအနေထားကမုံလက်ဆောင်အဖတ်လုပ်ဖို့အတွက်အကောင်းဆုံးနဲ့အဆင်ပြေဆုံးအနေထားဖြစ်ပါတယ်
အိုးထဲမှာရှိနေတဲ့မုတ်သားတွေကအိုးရဲ့အပူရှိန်နဲ့အနှင်းငယ်ပြစ်လာတဲ့အတွက်ကြောင့်မုတ်လက်ဆောင်အဖက်ကိုခက်သွက်သွက်လေးလုပ်ပေးဖို့လိုအပ်ပါလိမ့်မယ်အခုဆိုရင်စိုးမွေးနှံ့သင်းနေတဲ့မုတ်လက်ဆောင်အစိမ်းရောင်ရပါပြီရှင်အုံတို့ရည်ထဲမှာအုံတို့ရတာပိုပြီးပေါ်လင်းစေအောင်အတွက်စားနှင်းငယ်ကိုထည့်ပါမယ်အုံတို့ရည်ရဲ့အပြည့်အကျဲကိုကူးစိတ်ကြိုက်ပြင်ဆင်ပါရှင်အုံတို့ရည်ထဲကိုတကြားရည်ထည့်ပြီးတော့လည်းဆက်လို့ရပါတယ်သို့ဒီမဟုတ်အုံတို့ရည်နဲ့တကြားရည်ကိုတီးတန်းထည့်နိုင်ပါတယ်အခုဆိုရင်တော့ရွှေရင်အေးမှာပါဝင်တဲ့ပစ္စည်းများအလုံးအစင်းနှင်းဖြစ်ပါပြီရွှေရင်အေးတပွဲစာပွဲပြင်ပါမယ်ကြိုထားတဲ့တာကူထည့်ပါမယ်ထမင်းပေါင်းနဲ့ချက်ထားတဲ့ကောင်းညှင်းဆန်ကိုထည့်ပါမယ်အိမ်လုံးမုံလက်ဆောင်ထည့်ပါမယ်အုံတို့ကြောက်ချောထည့်ပါမယ်အုံတို့ကြောက်ချောကိုကိုယ်စိတ်ကြိုက်ပုံစံလှီးဖြတ်ပါရှင်ပေါင်မုံထည့်ပါမယ်နောက်ဆုံးမှာအုံတို့ရေကိုထည့်ပါမယ်တကြားရည်ကိုလည်းကိုကြိုက်တဲ့အချိုပမာဏအတိုင်းထည့်ပါရှင်နောက်ဆုံးမှာတော့ရွှေရင်အေးကိုပို့ပြီးအေးစေခြင်းနဲ့ဆိုရင်ရေခဲတုံးတွေကိုထည့်ပါရှင်အခုဆိုရင်တော့မြမရိုးရာအချိုပွဲတစ်ခုဖြစ်တဲ့ရွှေရင်အေးကိုပူပြင်း၆တွင်းလာတဲ့နွေရာသီမှာရင်ကိုအေးမြစေပြီးတကြံရာသီစာအဖြစ်ဇဒုတီတာလှူဒန်းလေးရှိတဲ့ရွှေရင်အေးကိုအေးလေးနဲ့သုံးဆောင်မှုအတွက်အဆင်သင့်ဖြစ်ပါပြီရှင်မကြခင်ရက်များမှာကြာရောက်တော့မယ်ဗမာနှစ်ကူနှစ်သက်မှာမိတ်ဆွေများအားလုံးရဲ့ရင်မှာအေးမြကြပါစေလို့ Link Vlog မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်ကျမရဲ့ vlog တွေကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင် subscribe နဲ့ notification နှိပ်ပြီးတော့လည်းအားပေးထားကြပါအောင်ရှင်